တူရီမိတ်ဆွေတွေကျွန်တော်နဲ့ကန်ဆက်တဲ့လူကုန်လုံးဟောက်ပါစေကျွန်တော်ပြီးခဲ့ဘက်ကဘရိတ်လေးခုပေးတယ်နှစ်ဘရိတ်ပဲအောင်တယ်နှစ်ဘရိတ်တောင်မှ၄ဘရိတ်ကတစ်ချိန်၈ဘရိတ်က၄ချိန်တိုင်းတိုင်းအောင်တယ်ပေါင်း၅ချိန်10ချိန်5ချိန်အောင်ပါတယ်အဲ့တော့ကျွန်တော်နဲ့ကန်ဆက်တဲ့ဆိုရင်ဟောပြဒီတစ်ပတ်တော့အများကြီးမပြီးတော့ဘရိတ်လေး၃ခုပဲပြီးနှစ်ဘရိတ်ကမိတ်2 4ဘရိတ်9ဘရိတ်ဂျင်းလိုက်ကြည့်အောင်နှစ်ဘရိတ်ထဲမှာအကြိုက်ဆုံးက9ခွန်8 4 4ဘရိတ်ထဲမှာအကြိုက်ဆုံးက40 95 9ဘရိတ်ထဲမှာအကြိုက်ဆုံးက9 1 8 6 3ဒီကြားထဲမှာကျွန်တော်ထွက်ပြီးတာလို့တွေ့မယ်ဆိုရင်နောက်ထပ် break ကိုတစ်မျိုးထပ်တင်ပေးမယ်တစ်မျိုးထပ်တင်ပေးမယ်ပြီးခဲ့ဘက်က3 break မှန်ခဲ့တာပြ2 break တခုပဲမထွက်ခဲ့sorry 10 break နဲ့2 break ပဲထွက်ခဲ့တာ9 break မထွက်ခဲ့အတက်နိုင်ဆုံးတော့ကျွန်တော်ကြိုးစားထားတယ်ကျွန်တော်နဲ့ကန်ဆက်တဲ့လူဆိုရင်တော့ကျွန်တော်ပြီးတဲ့ဟာကိုတပတ်စာလုံးထွက်ပါလိမ့်မယ်မိတ်ဆွေတို့ကျွန်တော်နောက်ထပ်အခွေလေးတစ်ခုပေးခြင်းမှာခွင်6 4နှစ်အခွေလေးပေါ့အဲ့ဒါတော့အဘူးပါအခွေလေးအဲ့ဒါတော့နေတိုင်းပူကြိုက်တဲ့ကဏ္ဍလေးနဲ့များတိုက်ဆိုင်လို့ပရိလေးနဲ့များတိုက်ဆိုင်လို့ရှိရင်တော့မိတ်ဆွေတို့ထိုးလိုက်ပါကျွန်တော်မြင်တဲ့ဟာပေါ့နော်ကလန်ဒါကြာတာလေးအတွေးလေးကိုကျွန်တော်ချက်မပြတော့ကျွန်တော်လည်းပြောပြတာအခွေကခွင်6 4နှစ်အခွေအဘူးပါပရိတ်ထဲမှာ3ပရိတ်2ပရိတ်ကမိန်ထဲမှာ9ခွင်4 8ကြိုက်ဆုံး4ပရိတ်ထဲမှာ40 95 9ပရိတ်ထဲမှာခွင်2 1 8 6 3ကဲအားလုံးကကံကောင်းကြပါစေတကယ်လို့ပေါက်တယ်ပြုတယ်ဆိုရင်ကျွန်တော် comment လေးမှာလာပြုပြီးအောင်ဝမ်းသာခြင်းလို့ပါပတ်စံတောင်းမှုမဟုတ်ပါဘိုင်